စကိုင်းတိုင်းဒေသကြီးပူလေးမြို့နယ်ပြည်မပင်ခရိုင်ပူလေးမြို့နယ်အနီးတွင်ယနေ့ဖေဖော်ဝါရီလ18ရက်ဒေသစံတော်ချိန်2016ခုနှစ်ဖေဖော်ဝါရီလ18ရက်ဒေသစံတော်ချိန်3:51နာရီသို့မဟုတ်2016ခုနှစ်ဖေဖော်ဝါရီလ18ရက်19:31 UTC မီးတောင်ရှာဖွေတွေ့ရှိမှု၏ website တွင်ဖော်ပြထားသည့်အတိုင်းငှက်ပြင်သည်မြက်သပြင်အောက်အလဲအလတ်အနက်110.3 ကီလိုမီတာချက်ဒီနက်လက်တီထု11.98နှင့်လောင်ဂျီထု94.53တိုးတွင်တည်ရှိသည်ငှက်ပြင်ဗေဒပညာရှင်များကအချက်အလက်များကိုပြန်လည်သုံးသပ်ကာ၎င်းတို့၏တွဲချက်မှုများကိုပြန်လည်ပြင်ဆင်ခြင်းသို့မဟုတ်အခြားအေဂျင်စီများက၎င်းတို့၏အစီရင်ခံစာကိုထုတ်ပြန်သကဲ့သို့ငှက်ပြင်၏ပြင်းအားငှက်ပြင်ဗဟိုချက်အတိအကျကိုလာမည့်နာရီအနေငယ်အတွင်းသို့မဟုတ်မိနစ်အနေငယ်အတွင်းပြန်လည်ပြင်ဆင်နိုင်မည်ဖြစ်သည်ငှက်ပြင်ဗဟိုချက်အနည်းရှိမြို့များဖြစ်သည်ခရစကိုင်းတိုင်းဒေသကြီးငှက်ပြင်ဗဟိုချက်မှာကီလိုမီတာ40တီလင်းကံကိုခရိုင်မကွေးတိုင်းဒေသကြီးကီလိုမီတာ46အကွာမြိုင်ပခုတ်ကူခရိုင်မကွေးတိုင်းဒေသကြီး51ကီလိုမီတာအကွာကင်ကိုကံကိုခရိုင်မကွေးတိုင်းဒေသကြီးနှင့်51ကီလိုမီတာအကွာတွင်တည်ရှိသည်အကြံပြုထားသည့်လှုပ်ဆောင်ချက်မှာနောက်ဆက်တွဲငှက်ပြင်များဖြစ်ပေါ်လာနိုင်သည့်အတွက်သတိရှိရန်ဖြစ်သည်ဤငှက်ပြင်သည်ထိုနေရာရှိချိုနို့တို့၏ညီအကိုမောင်နှမများအပေါ်ကြီးမားမားထိခိုက်မှုမရှိစေရန်ချင်းနောက်ဆက်တွဲငှက်ပြင်များထပ်မံမဖြစ်ပွားစေရန်ဆုတောင်းကြပါစို့အာမင်